နည်းနည်းလေးအခက်ခဲတော့ဖြစ်တယ်နော်မသုံးတဲ့နေရာလို့ကျွန်တော်ပို့ပြီးပြောနေတယ်ကျေးဇူးစာအားလုံးပဲမင်္ဂလာပါကျွန်တော် channel နေရအားလုံးပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီလိုမျိုးပြောတဲ့ဗီဒီယိုတွေမတင်တာတော်တော်လေးကြာသွားပြီပေါ့နော်အချိန်တစ်ခုလည်းရှိသွားပြီဆိုတော့ကျွန်တော်ဒီနေ့ cruise control အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့စလိုက်ဆိုတော့ကျွန်တော် cruise control ဆိုတာဘာလဲပေါ့နော်အဲ့လိုစမပြောခင်မှာကျွန်တော် cruise control ကိုကျွန်တော်စာနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကားတစ်စီးရဲ့အရှိန်ကိုတိကျစွာထိန်းချုပ်ပေးနိုင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်လွယ်လွယ်လေးပြောရမယ်ဆိုလို့ရှိရင်တော့ဒီကားတစ်စီးရဲ့အရှိန်ကိုတတ်မှတ်ပေးရအရာတစ်ခုပါပဲပေါ့ဘယ်နှခုနှစ်မှာစတင်ပေါ်ပေါက်လာလဲဆိုတော့ကျွန်တော်1948ခုနှစ်မှာစတင်ပေါ်ပေါက်လာပြီးတော့သူ1950မှာ Speedo Stars ဆိုပြီးတော့သူတို့စတင်ခေါ်ပြီးတော့စတင်သုံးစွဲရပေါ့နော်ပထမဆုံးစတင်သုံးခဲ့တဲ့ကားမော်ဒယ်ကကျွန်တော် Chrysler Imperial ဖြစ်ပါတယ်နောက်ပိုင်းနှစ်တွေကြာတော့မှကျွန်တော်အခုပြောနေ cruise control ဆိုပြီးတော့ဖြစ်ပေါ်လာပါဆိုတော့ကျွန်တော်ဒီ Limoda D03 SKD ပေါ့နော်ဒီကျွန်တော်ဖတ်အန်နဲ့ model မှာတွားတဲ့အချိန်မှာကျွန်တော် cruise control စမ်းတဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်ပြပေးပါနော်ကျွန်တော် D03 မှာပါတဲ့ cruise control function တကယ်အလုံးမလုံးကျွန်တော်စမ်းကြည့်အောင်မယ်ပေါ့နော်ဆိုတော့ကျွန်တော် cruise control ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒါဆိုရင်ကျွန်တော်လုံးဝလီပါမနှင်းတော့2 speed တိုင်းသွားနေအောင်เนาะအဲ့ဒါကိုမှကျွန်တော် cruise control ဖြတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ brake လေးတစ်ချက်လောက်မှေးလိုက်ပါเนาะ brake လေးတစ်ချက်မှေးလိုက်ပြီဆိုရင် cruise control ကအကုန်ပြတ်သွားပြီဗီဒီယိုလေးလည်းကြည့်ပြီးပြီဆိုတော့ကျွန်တော် cruise control ကဘယ်နှမျိုးရှိနေလဲပေါ့เนาะcruise control ကကျွန်တော်ရှာကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော့3မျိုးတော့ကျွန်တော်တွေ့ထားတယ်ပေါ့เนาะသူတို့ဖော်ပြချက်ရပေါ့ကျွန်တော်ပထမဆုံးတစ်ခုကကျွန်တော် traditional cruise control ပေါ့သူက basic လို့လည်းခေါ်တယ်ကျွန်တော်အခုသုံးခဲ့တဲ့ SKD မှာသုံးခဲ့တာတော့ကျွန်တော် basic cruise control သူကတော့ speed တွေဘာမှသတ်မှတ်လို့မရဘူးကျွန်တော်တို့ lever နဲ့နင်းမိရတဲ့ cruise control နဲ့အချိန်တစ်ခုသတ်မှတ်တလောက်ပဲပေါ့เนาะကျွန်တော်နောက်တစ်ခုကကျတော့ကျွန်တော် adaptive cruise control ပေါ့เนาะဒီ adaptive cruise control ကကျတော့ကျွန်တော်တို့ဒီကားအရှိကားရဲ့ speed ကိုလည်းသူတို့ line မှတ်နိုင်မယ်အရှိကားရဲ့ line ရမယ်အရှိကားသွားရင် line သွားမယ်ပေါ့เนาะနောက်တစ်ခုကကျတော့ကျွန်တော် semi autonomous cruise control ပေါ့เนาะဒီကောင်ကကျတော့ကျွန်တော် auto pilot လို့ပြောရင်လည်းပိုပြီးမှန်မယ်သူကကျတော့ဘယ်နေရာဘာတွေပိုကောင်းလာမလဲဆိုတော့ကျွန်တော် lane assistant တွေပါလာမယ်ပြီးရင်ကျွန်တော် steering support တွေပါလာမယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူက auto pilot ဖွင့်ပြီးဆိုတာနဲ့ကားတစ်စီးတော့လုံးဝလူထိတ်ချုပ်စရာမလိုတော့ဘဲနဲ့သူက AI နဲ့ပဲဒီမောင်းရတယ်ပေါ့နော်။ကျွန်တော်နိုင်ငံမှာတော့နည်းနည်းလေးအခက်ခဲတော့ဖြစ်တယ်ပေါ့နော် auto pilot ။ဆိုတော့ကျွန်တော် cruise control သုံးလို့ရှိရင်ဘာတွေကောင်းကျိုးတွေရှိမလဲပေါ့နော်။ကျွန်တော်ကောင်းကျိုးကတော့ရှိပါတယ်။သူတို့ထဲမှာလည်းဖော်ပြထားပါတယ်ကောင်းကျိုးတွေရှိတယ်။ကျွန်တော်တို့အမြင်ဆုံးပြောရမယ်ဆိုကျွန်တော်ရင်မောင်းတက်တာရပေါ့နော်ဒီကားမောင်းတဲ့လူတက်တာရဆိုတာတော့ကျွန်တော်တို့အထူးသဖြင့် highway မှာဆိုတိတာရဗျာကျွန်တော်တို့ဒီ lever ကြီးကိုအကြကြဖိထားတဲ့အချိန်မှာခြေတော့အကျော်ကတ်သွားတာလို့ပြေတစ်ခါကျညောင်းပြီးတော့တောင်သွားတာပေါ့ရှိဒါမျိုးလေးပေါ့အဲ့လိုမျိုးဟာကြလို့ရှိရင် cruise control လေးဖွင့်ပြီးမောင်းမယ်ဆိုရင်တော့ကိုကတက်တာမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲ safety ဖြစ်တယ်ပေါ့ဒီ safety ဖြစ်တယ်ဆိုတာမှာကျွန်တော်တို့ဒီ speed safety ဖြစ်တယ်လို့ကျွန်တော်တို့ပို့ပြီးတော့ပြောချင်တယ်ပေါ့နော် speed safety ဆိုတာကျွန်တော်တို့ဒီတတ်မှတ်အချိန်ကိုမကျော်တော့ဘူးဗျာဥပမာဒီလို100ပဲကိုတတ်မှတ်ထားရဆိုဒီ100နှုန်းနဲ့ပဲဒီကားသွားနေမှာကိုက80တတ်မှတ်80 90တတ်မှတ်90အဲ့တော့ဒီ speed safety ဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ power efficiency ဖြစ်တယ်ပေါ့ဒီ power efficiency ဖြစ်တယ်ဆိုတာကျွန်တော်စီကားမှာဆိုရင်တော့စီစားတတ်တာဘာဖြစ်လို့သူကဒီ speed နှုန်းတိုင်းပဲသွားနေဆိုတော့ဒီပါလဲပုံမနေဘူးကြော်လည်းမနေဘူးဆိုတော့ဒီနှုန်းတိုင်းပဲသွားရဆိုတော့ကျွန်တော်စီကားမှာဆိုစီစားတတ်တာကျွန်တော် battery ကားကျွန်တော် EV တွေမှာဆိုလို့ရှိရင်လည်း battery စားတတ်တာနောက်ဆုံးကျွန်တော်တို့ဒီစိုးကျိုးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့စိုးကျိုးဆိုတာမသုံးသင့်တဲ့နေရာလို့ကျွန်တော်ပို့ပြီးတော့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမိုးရတဲ့အချိန်မှာတော့လမ်းတွေကချော်နိုင်တယ် slip ဖြစ်နိုင်တယ်ပေါ့နော်မိုးရတဲ့အချိန်တွေသုံးတာတော့ကျွန်တော်လမ်း slip ဖြစ်နေတဲ့နေရာတွေမှာသုံးတာတော့ရှောင်ကျဉ်တဲ့နဲ့နောက်ပြီးတော့ကျွန်တော်လမ်းမညီမညာတဲ့နေရာတွေပေါ့နော်တူတပြည့်ဒီလမ်းချိုင်းညာတဲ့နေရာတွေတောင်တက်တောင်စင်လမ်းတွေပေါ့အဲ့လိုနေရာတွေနောက်ပြီးတော့ဘယ်လိုနေရာတွေပဲသုံးဖို့အကြံပြုချင်တယ်ကျွန်တော် highway တို့ကျွန်တော် expressway တို့ပေါ်မှာပဲသုံးပြုဖို့တော့အကြံပြုချင်တယ်မျိုးထဲမှာသုံးလို့မရဘူးလားဆိုတော့သုံးလို့တော့ရပါတယ်ဒါပေမဲ့ရုပ်တရက်ကိုမမြင်ကွယ်ကနေထွက်လာမဲ့လူတို့ခွေးလေးတို့အတီတလိษံလေးရှိနိုင်တယ်ဗျာအဲ့လိုချိန်ကျကိုကရုပ်တရက် break အချိန်မဟုတ်နိုင်လို့ရှိရင်ဟိုအနေရလည်းဖြစ်စေရပေါ့မျိုးထဲမှာတော့မသုံးဖို့တော့အကြံပြုချင်တယ်အဓိကတော့ highway တို့ expressway တို့မှာတော့သုံးစေချင်ဆိုတော့ကျွန်တော် cruise control အကြောင်းဗီဒီယိုလေးကဒီလောက်ပါပဲဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါ stay tuned ပါကျွန်တော်နောက်တစ်ခုကကျွန်တော် adaptive cruise control ပေါ့ဒီ adaptive cruise control ကြတော့Limoda D03 CPU မှာဆိုရင်တော့ adaptive cruise control ပါလောက်တယ်ပါတယ်ပေါ့နော်ပါလားမသိဘူးပါဆိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်လို့ပြောရင်းနေပဲဒါဆို bye bye အဲ့ဒါအခေရတော့ပါ